သူတစ်ပါးကိုဉာဏ်လို့လည်းမကောင်းမြင်တဲ့ဒုက္ခရောက်စေခြင်းနဲ့စိတ်ကြီးများလာပြီဆိုရင်သင်္ဘုန်းချီရမယ်ဆိုတဲ့အဖြစ်တရားကျွန်တော်တို့ပြေးရတယ်ယဉ်ကျေးမှုတွေလည်းပဲနိုင်ငံရေးဖြစ်နေရတယ်အဖြစ်လို့လည်းတစ်ဖြည်းဖြည်းဆုတ်လို့လာဝဆားစင်မှုတွေပြောင်းတယ်လို့ပဲပြောဆိုတွေပြောင်းတယ်လို့ပဲလူတွေစိတ်ခံစားမှုတွေခဏလေးမှာပြောင်းသွားလာလို့ရှိတယ်နောက်မိတ်ဆွေတွေကတော့ဂျပန်သွားမယ်ဆိုရင်နဲ့ဂျပန်စကားလေးတစ်လုံးတော့သင်သွားရတယ်ဒီကောင်းလုပ်ပါဦးများကြားလို့ကြားလို့ကျွန်တော်လည်းပြောမှသူကရွတ်ပြတယ်မတ်ဒါNissan Toyota Isuzu Honda Yamaha Mitsubishi ကြားလို့ကြားလို့အဲ့ဘာပြောတာလဲအဲ့ဒါမစ္စတာရှင်ဇိုအာဘေးစီကိုနိုင်ငံတော်သမ္မတကြီးပတ်စံလာချီးလိုက်မှပြောတာဟုတ်လားဒါပါလို့ခင်ဗျာကျွန်တော်တို့ဝိသုလိုရေးပါလေဆရာမောင်သာချူရေးတယ်ကျွန်တော်တို့ရေးတယ်စိတ်ကိုသင်္ဘုန်းခြေနိုင်တဲ့လူတွေအကြောင်းကျွန်တော်ရေးပါတယ်မိမိစိတ်ကိုမိမိသင်္ဘုန်းမခြေနိုင်တဲ့လူတွေအကြောင်းလည်းကျွန်တော်တို့ဝိသုရေးတယ်သင်္ဘုန်းခြေတယ်ဆိုတာသိတဲ့တိုင်မဲ့ရှင်းလို့တော့သတ္တဗျာလေးပေါ့တပိပတ်တဲ့သတ္တဗျာလေးကိုမိသွေးမှောင်ထောက်အဲဒီမိသွေးမှောင်လေးနဲ့ပေါ့ကံလူစံလို့ကျောက်တမျိုးနဲ့ရေးတာပေါ့သင်္ဘုန်းခေါ်တာပေါ့နောက်လည်းကျွန်တော်တို့ရွယ်ရောက်လာတော့ကျောက်သင်္ဘုန်းပေါ့လေသင်္ဘုန်းတောင်ကသင်္ဘုန်းကျောက်ကိုကျောက်သင်္ဘုန်းလို့အဲ့ဒီကျောက်သင်္ဘုန်းလေးပါများလို့ညက်ပေလာဆိုရင်ကျွန်တော်တို့ကဘာလုပ်ရလဲကျင်းမှရွယ်ထူထောင်ပြီးပြန်တော့ပြန်ပြီးတော့အနာစာတွေကျင်းသွားအညစ်အကြေးတွေကျင်းသွားလူလည်းပဲကျွန်တော်တို့ကသင်္ဘုန်းခြေတယ်ဆိုရှိတဲ့လူတွေအဟောင်းတွေခြေရဆိုပေါ့အဲ့လိုစိတ်ကိုသင်္ဘုန်းခြေနိုင်တဲ့လူတွေကြောင့်ကျွန်တော်တို့ရေးတယ်စချို့ကြလည်းစိတ်ကိုသင်္ဘုန်းမခြေနိုင်ဘူးသူတို့ကြောင့်လည်းကျွန်တော်တို့ရေးရတာရှိတယ်အဲ့တော့လူကတော့မွေးနိုင်တယ်ကျွန်တော်တို့က blank slate ဒီပြောင်းချက်သင်္ဘုန်းနဲ့မွေးခဲ့တာပဲတစ်ချက်မှာအဲ့ဒီပြောင်းချက်သင်္ဘုန်းလေးပေါ်မှာကျွန်တော်တို့ရေးတဲ့အခရာတွေရှင်းတာကျွန်တော်တို့ခံစားရတာကိုရေးတယ်ကျွန်တော်တို့သိတာကိုရေးတယ်ကျွန်တော်တို့မြင်တာကိုရေးတယ်ဝန်တာတာကိုရေးတယ်ဝန်နေတာကိုရေးတယ်နာကြည့်တာကိုရေးတယ်ခွန်းလွတ်တာကိုရေးတယ်ကျွန်တော်တို့ဝိထုထဲမှာပြန်ရှိရင်သူတစ်ပါးကိုဉာဏ်လို့လည်းမကောင်းမြင်တဲ့ဒုက္ခရောက်စေခြင်းနဲ့စိတ်ကြီးများလာပြီဆိုရင်သင်္ဘုန်းချီရမယ်ဆိုတဲ့အဖြစ်တရားကျွန်တော်တို့ပြေးရတယ်ဗမာလိုပြောရင်ကျွန်တော်တို့ကအင်မတန်ယဉ်ကျေးတဲ့လူမျိုးလိုပြောလို့ရှိတယ်ဝဆနာလင်္ကာရလို့ခေါ်တယ်အယုတ်ခထံကရိုင်းပယအာဇတ်ရှာဇတ်ပိပိတလာကျွန်တော်ပြောတယ်ဒါကြောင့်စကားပိနာကြလို့ကျွန်တော်သုံးတယ်စကားပြရတယ်နာကြတယ်အခုတော့စကားသိမပြီးတော့တငယ်ချင်းဆိုသေရင်းတွေဖြစ်ကုန်ပြီဘဝဆိုလည်းဘဝဒုက္ခပါပဲနော်တဲ့ Facebook မှာဖတ်လိုက်ရင်ခွိတဲ့နေတဲ့ရှိတဲ့ကျွန်တော်တို့သိတော့မသိဘူးလို့လေ့လာတော့ဆိုလို့ဒေါက်တာညွန့်တောင်းပေါ့ကျွန်တော်ညီတော်မောင်ပါလာတယ်သူမေးရမယ်သောတာလင်္ကာရတဲ့ပါယနာပျော်ပွဲဖြစ်အောင်နားချမ်းသာအောင်ကြတာအောင်ပြောတယ်ဒါကြောင့်ရှင်းတော့ချင်းနေဆိုရင်စီရလေးကြီးတွေနဲ့နားတဲ့ဝင်အောင်ပြောကြတယ်ဇဝကျွန်းလုံးသိမ့်ကြုံပေါင်းမျိုးဇဝကျွန်းလုံးသိမ့်ကြုံပေါင်းမျိုးဝတ်ဘူမိပကောဝတ်ပြည့်စရာကောင်းတာဖြေတော့ချင်းစီလေးကြီးနေပေါ့သဘောကျွန်းလုံးသိမ့်ကြုံပေါင်းယုံဘူမိပကောရင်းကြီးကြောင့်တော့ဆုံးဆတာချုံချရနောက်လည်းနှစ်ပေါင်း200ကျော်ညဝိမင်းကြီးဥစ္စာကပြောခဲ့တယ်1985လောက်ရောက်မှာ Boutros Ghali globalization လို့ပြောသူရဲ့ globalization ဆိုတော့ကတကဘာလုံးပြန်သွားလိုက်တာကျွန်တော်မြောက်ဝီမင်းကြီးကသူ့နဲ့စောတာပေါ့ကုလသမဂ္ဂတွင်းမှုလုပ်တာဖြစ်ပြီးတော့ရှာသဘူကျွန်းလုံးသိမ့်ကျုံပေါင်းယုံဘုံမိပတ်ကုန်းရင်းကြီးကြောင့်တော့ဆုံးဆတာချုံချကြကျွန်တော်စောရည်ခဲ့တယ်ရွန်းစေဝတ်တော်
လာဝန်တော်ရယုံတို့ကဘာကုန်ခြေရယူနေမှာဘယ်မိလေနောင်နာမပြမမရဘူးကြတယ်ကဘာကုန်ခြေရယူနေမှာကြီးခဲ့တယ်ကျွန်တော်ဉာဏ်ကြီးတဲ့လူမျိုးဖြစ်ပါတယ်သို့တော်လည်းပဲအခုတော့ဘုံတောင်းကြည်တောင်းတွေကဝေါ်ခါရစကလုံးတွေစကားတွေကျွန်တော်တို့မျိုးကဥပမာဥပမေအခိုင်အနိုင်ပုံတူပတ်စစကဘိုးစကားနဲ့ပြောတဲ့လူမျိုးဖြစ်တော်လဲအခုယဉ်ကျေးမှုလို့ပြောရင်ငါပြောခြင်းယဉ်ကျေးမှုတော်တော်ဆုပ်ယုပ်ပါတယ်မြို့မှာဆိုရင်ခလေးတယောက်ကျွန်တော်မေ့ကြည့်တယ်မင်းတွေပဲသွားလေဆိုတော့ဖက်သွားတယ်ဒီဟုတ်ပြီဘာနဲ့သွားလဲသားစပင်းယူသွားတာစက်ကယူသွားတာခြေကျင်သွားတာလားဆိုခြေကျင်မဟုတ်ခင်ဗျာပုံကြောင်ဖြတ်သွားတယ်ဟာဘာဟုတ်သေးပါခြေကျင်မဟုတ်မသိဘူးစရာအောင်ပြီးဒါမှတော့တိုင်းပြောနေအများကြီးပဲသောတာပန်ကတာယာနာပြောဖို့ဖြစ်အောင်ကျွန်တော်တို့ပြောကြတယ်တတ္တပင်ကရာစီကံပိုက်ဖြတ်ပုတ်ဖြတ်နဲ့ညီအောင်ပြောတယ်ပိုက်ဖြတ်ပုတ်ဖြတ်မညီပြန်တော့လည်းမကောင်း1949မှာသတင်းကောင်းကြီးပါချေးမှုမှာဘိုလ်ချုပ်ကတော်လှန်ပြီးကောင်းစီရဒါမဲ့ကာကြီးကဟုတ်တော့ဘိုလ်ချုပ်ကတော့လှန်ပြီးဖြစ်ကုန်ဒါကြောင့်အစိတ်ကျဲရတယ်ကျွန်တော်စကားမှာရေးကြည့်တယ်နောက်တစ်ခုကတော့အထာလင်္ကာရရာစီကံကိုအနဲ့ဒိတ်ပဲနဲ့ကျွန်တော်ပြောကြတယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုပြောရချင်တာယဉ်ကျေးမှုတွေလည်းပဲနိုင်ငံရေးဖြစ်နေရတယ်အဖြစ်လို့လည်းတစ်ဖြည်းဖြည်းဆုပ်ယုပ်လာတချို့ဘုန်းကြီးဟာလည်းစကားမပြောတတ်ဘူးစုံလောင်ပြီးယဉ်ကျေးမှုဟာကျွန်တော်တို့မြို့တွေမှာစစ်သုံးလာတယ်ဝဆာစင်မှုတွေပြောင်းတယ်လို့ပဲပြောဆိုတွေပြောင်းတယ်လို့ပဲလူတွေစိတ်ခံစားမှုတွေခဏလေးမှာပြောင်းသွားတာရှိတယ်တခါတော့မေကင်းဆိုတဲ့ခလေးမကအမေရဲ့မနှင်းဆိုတဲ့ခလေးမကိုခဏသူ့ဆရာတော်ကတညက်ကခိုင်းတယ်ဟဲ့သမီးတပည့်ကလေးပခုံးတင်ရတယ်ဆရာတော်ဘုရားရှိကြလို့ရှိရင်ဒီကလေးနှောင်းရတယ်အဲ့တို့ယဉ်ကျေးမှုပဲပြီးပါလေမေဘာတညက်ကိုတမ်းမိတ်ဆိုတာလေလုံး20လောက်ချက်ဘာမိုးချုပ်လို့ဆရာတော်ကြီးကတက်တော့90မမဲနဲ့တက်တာတော့လှမ်းကြည့်ဟဲ့ဘယ်လိုမနှင်းပါဗျာဒါလည်းတညက်ပါဗျာအေးချက်တဲ့ဘုရားရှင်ဝတ်ဖြစ်ဒီမှာငါဝတ်ဖြစ်ရတယ်မမပြတ်ပြီးတော့မနှင်းဒါလေးချက်ပြီးတော့မှပြန်ကြွပါအောင်မဗျာအဲ့လိုမနဲ့ပြောတော့တပည့်တော်မှပြန်ကြွပါအောင်မဗျာနိုင်ပြီဘူးမဲကင်းမှာဗျာလွတ်စမ်းမဲကင်းမဲကင်းရပါရှင်ပြခေါ်ရဆိုလို့ပါဗျာနင်းသမီးတော်မရိုင်းမှာတပည့်တော်မှပြန်ကြွပါအောင်မပြောမလီအဲ့လိုပြောသလားဗျာအင်းကြမှာကောင်းကောင်းမင်းတော်မူလိုက်ပါဦးမဗျာနိုင်ကပူဆိုးနေပါလားနေအောင်ကြတယ်လို့မောင်ညောင်းမှာပြန်လွတ်စမ်းအဲ့တော့ဘုံညောင်းကခြေဆိုင်မှာဟဲ့ဆရာတော်ကြီးခေါ်လို့မြန်သွားဘုန်းရတဲ့တရားမြန်စားလို့လားလက်ဦးလက်ချီဆရာတော်ကြီးခေါ်ရဆိုလို့ပါဗျာမင်းသမီးကတုံမကြမင်းမရကပူဆိုးဘာလဲတော့ဗျာတပည့်တော်မှပြန်ကြွပါဦးမလဲအဲ့ဒါမင်းမရပြောလို့မင်းမရကအင်းကျမမင်းတော်မူလိုက်တော့မပြောနဲ့ဟာမိုက်လိုက်ကြဗျာရှင်ပြထံပေးတော်မူပါဗျာဘယ်လိုပြင်ကောင်းနောက်ကြောင်းတဲ့ဖြေတော်ရမထစင်နဲ့ဗျာဟာမင်းကပူဆိုးပြန်ကွာတော့မင်းအိမ်ဘယ်လိုရှိသေးလဲရောက်ကမှရှိသေးဗျာလွတ်ဆန်းရောက်ကမှရဒုမကောင်းကြောင်းပေါ်တက်လာတုံနဲ့တက်လာအပေါ်လေးရောက်တော့ဆရာတော်ရဲ့စီငတ်မင်းကြီးကတော့ကြမင်းသမီးကကိုဆိုမင်းသမက်ကတာပေးလာမှာလားကွာအဲ့ကြမှာဘုရားမြေကြီးတွေ့ကြဘုရားတပည့်တော်လည်းအသက်ကရှင်းလုံးပါဗျာဒီသုံးယောက်နဲ့နေရတာစိတ်သက်တဲ့ကြစိတ်သက်ညစ်ပါဗျာစိတ်ညစ်မနေနဲ့မင်းမဝတ္တရားရှိတယ်မင်းဒီအိမ်မှာသက်ချင်းဆိုမှန်ပါဗျာတခါတခါစဉ်းစားရဗျာရေးပြောတော့ဆရာကြီးဘယ်လိုစဉ်းစားလဲဒီသုံးယောက်နဲ့နေရတာတဲ့ဆိုင်တော့ဘဝနဲ့ထံပြန်မလို့မူလားကိုပေါ့ဖွင့်ချင်တယ်မင်းကဘိုးဆိုးကွာသူရှိတဲ့လုံးလုံးမရှိတော့ဘူးအဲ့လိုဖြစ်ကုန်စ
ဆုံးလောင်းတာလည်းကျွန်တော်ဟောပြောဝဲဒီမှာဟောပါလေဒီမှာလည်းတချို့တရားဥစားဖြစ်နေပြီမြို့မှာဆုံးလောင်းခြင်းချင်းချင်းကစစ်သုံးတာဘာသာစိတ်တာနာစိတ်မရှိတော့တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ lifestyle ဘဝဟန်ပါနေပြောင်းသွားတဲ့အခါလက်ကိုတော့ပင့်ကိုတော့ထိုင်ကိုလည်းညှို့ရတဲ့အခါဆုံးတပိတ်တော်လှပ်ပြီးလို့ဆုံးမလောင်းတတ်တော့ဘူးကျွန်တော်ငယ်ငယ်တုန်းကတော့မြေဦးနဲ့မြေကချက်တော့စလောင်းလုံးလေးတိုင်းဆုံးကသမင်းကတက်သွားတော့အပေါ်မှာဟူးဟူးလေးအဲ့ဒါလေးသားဖက်ဥပန်းခေါ်တာဥပန်းကိုဆွမ်းတော့တယ်သုံးကြောင်းထောက်ပြင်းဆရာမင်းတို့ကလေးတို့ပဲဥဖြာဖြာဖျားရှင်ကတ်နောက်ဥဖြာဖြာအင်္ဂါရရှင်တမန်များကတ်ရတယ်သို့တော်ဒီခေတ်မှာတော်များများဆုံးလောင်းဖို့ရှိနေပြီခင်တို့ကပြောတယ်သူတို့မှမှတ်ချရရှိတယ်အမေကငါးနိုင်ထိုးထဆုံးချက်ပြီးတည်ထားတယ်တန်တန်ထူထားကိုရင်လည်းပါတယ်ဦးစင်းလည်းပါတယ်ဆရာတော်ကြီးလည်းပါတယ်သို့တော့6ယောက်ကဘယ်သူမှလောင်းမှမသိဘူးတွက်ကကြတယ်နေပါလောင်းကြီးအကိုကြီးလောင်းမှလားဖဲ့နေမင်းကလေးဘာဆိုင်လဲမင်းကလေးနဲ့သူလောင်းမှလားဆရာတော်ကြီးကတပည့်ကြီးတက်ထားကြတယ်ညညခုံနဲ့ညညခုံနဲ့တော့သူတို့သာသမီမောင်နှမ6ယောက်ကစီကံလောက်ပါတယ်ကိုရွယ်သူကိုလောင်းကြီးပေါ့အဲ့လိုလုပ်ပြန်တော့လေဘာဖြစ်လဲဆိုတော့ကြည့်နေကြတယ်ဝင်လာပြီဆိုရင်အခုနဲ့ရွယ်လို့လာပြီဘုန်းကြီးကဘာပြောမှမသိဘူးတပည့်ရှာတယ်အဲ့ဒါအကူကလောင်းနောက်တာမဏေတိတစ်ပါးကိုရင်လေးတစ်ပါးလာရင်ဟဲ့မထုနဲ့ရွယ်လာပြီအမထုကမအားရတဲ့ပြည်လာပြီးလောင်းပေါ့အဲ့လိုတွေတွက်ကနေတော့ဖေးကပေါ်နေတရင်ဘက်ကကြည့်ပြီးညိတ်ကြတယ်ငါတို့ဆွမ်းလောင်းခဲ့တာဒီပေါင်း2600တောင်ရှိပြီတို့ဘိုးတွေဘွားတွေဆွမ်းလောင်းခဲ့ကြတယ်ငါတို့လည်းဆွမ်းလောင်းခဲ့တယ်အခုမအေးကချက်ပြီးတော့မင်းတို့ကရွယ်လူတိုင်းထွာပြီးဆွမ်းလောင်းနေကြတယ်လားဖေးကငိုတယ်အဲ့ဒီတော့မှဆွမ်းလောင်းခြင်းယဉ်ကျေးမှုစဉ်းစားမိတယ်ဘုရားရှင်ရဲ့ပိဋကပါဒအိမ်ဆုံးခံတဲ့ဖြစ်မြတ်ကိုဆောင်းတော်မူကြတဲ့အနည်းအထိကျွန်တော်တို့ကြီးကြီးညိုညိုယူဒီဆွမ်းလောင်းကြတယ်သို့တော်ဒီခေတ်မှာဆွမ်းလောင်းခြင်းယဉ်ကျေးမှုမရှိတော့တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ national identity အမျိုးသားဇာတိဥပဒေလက္ခဏာကစွန့်လွတ်သွားသလားဆိုတော့လည်းမဟုတ်ဘူးသို့တော်ကျွန်တော်တို့ဆွမ်းလောင်းမဲ့ကလေးတွေကျူရှင်တက်နေရတယ်ဒါနဲ့ဆရာမလည်းကျူရှင်ပြနေတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ယဉ်ကျေးမှုတချို့ဟာပဲ့တာပါတယ်ဒါလေးကိုကျွန်တော်ပြောနေတယ်ရှင်းလက်တွေမှာတော့ပန်းပညာတော့စလုံးထုံးကြတော့ရင်ပုံအင်းကြီးလေးနဲ့ထူးထူးထဲထဲဝတ်ကြအခုတော့မင်းသမီးတွေရင်ရှားတယ်နဲ့ဖြစ်ကုန်ပြီရင်ရှားတဲ့လူပညာပေါ့အဲ့ဒါကိုတချို့ကသူ့တိုက်ယူကြတယ်ဒါကိုကျွန်တော်တို့ပြောတာကရှင်းလို့ထိုင်မသိကြီးနဲ့ညံ့ထမင်းကြီးနဲ့ထိုင်နေရမှာပြောပါဦးသို့တော်ဒီလိုခန္ဓာမျိုးတွေမှာအမျိုးသားဝတ်ဆောင်ဝတ်ကြတယ်မျိုးစောစောသမီးလေးခန္ဓာမှုဆိုရင်အမှန်တန်ဖြစ်တယ်ရှိတယ်မြန်မာဝတ်ဆောင်ဝတ်ကြတယ်တော်များများမှာကျွန်တော်ဒီကိမှုတွေစိတ်သုံးသွားတယ်ဒါကိုကျွန်တော်တို့နိုင်ငံရေးဖြစ်ခံယူပါတယ်ဘာဖြစ်လို့လဲတိုင်းပြည်မှာစင်းရတဲ့လူတွေကများကြတယ်များတယ်ကြတယ်သူတို့ကများရွာသုံးကျွတ်မောင်းထုတ်တာလေဘိုလ်ရိုဇာနဲ့တိုက်ထုတ်တာလေကျွန်တော်တို့နိုင်ငံမှာဖြစ်နေတယ်ဒီအားလုံးနဲ့သိကြတဲ့အတိုင်းဘုရားကျောင်းကံသိတော်ဇရက်တော်များလည်းရွှေ့ရပြောင်းလာတာဖြစ်ကုန်တယ်စင်းရတဲ့နိုင်ငံတော်သမ္မတကြီးကိုမျှော်ကြတယ်နိုင်ငံတော်သမ္မတကြီးကကြွလာတော့ခရိုနီတွေနဲ့တွေ့တယ်လူလူဘဝမေးခင်လို့လေဒါကြောင့်ကျွန်တော်တို့ကတခါတလေလွဲပြန်နေသလားကျွန်တော်တို့တော့ဆိုလည်းဗာနဲ့တူတယ်ဆိုတော့ဉာဏ်စဉ်းစားကြည့်ရင်ကိုယ်တော်မျိုးသမီး10လကျော်ဘက်ကနာယောက်ျားလုပ်တဲ့လူကဥဆိုတော့ဘာလို့တော့ဟောဒီကွင်းထဲမှာဂျွန်းနေထိုးနေရှင်ဘာလို့တာတော့ဒုက္ခပိုက်နာလာပြီအမလေးအဲ့လိုမင်းအော်လို့ဘာလို့မှမလို့ဂျွန်းထိုးနေတာခက်တယ်ယောက်ျားဆရာမသွားပေါ်စမဝန်ဇာဆရာမပြေးခေါ်ဝန်ဇာဆရာမကတည်းကရောသားပဲမိမဆွဲလာကြော်နေပြီပဲအော်နေတာဆရာမ
这个一个手，在那前面你告诉，企业里都，这是样熬夜年么？我要这么要加入这里吧，这个咱不来呢，先不来呢，好，就没嘛，肯定没来就干没来呀，了，没来呢，先把人比如果没来就把人了，哎，这么结婚，现在了的，那么加入，我有这个里，这厂上修拉线，回来。现在了，那么加入，本来也是想到下不用线，啊，路本来也路在那边，路来行，不用路前面要对，本来也是对的。然后现在了，那么加入呀，哎呀，我先送来住那了，别把心，送来住那下回来。下嘛我们那么长没干，所以那真的人家都也送那一个，真的没嘛不是骗你这个。先没嘛我们干呀，就把谁公会没呀都有。哦呀，真的都找的都骗你的，就没干呀都找的嘛谁公会没呀都骗你的。那片单机要本来骗你东西外面，单机一毛包你，这咱这我就啊。把人家都叫到来路起来做，这我也这我个爱人家的，那这我个 professor 这是话来下人家的，老一年下来，我追不掉了的，啊，不那这我怎么样？路人家讲的，去多少去10多家去哎呀是不可能。怎么样是中药医院嘛的？怎么样ထွက်州跑的这种事了？哎，怎么样？有超了可能要需要，做了都没糊的，对不对？我这个了都没糊的，对不对？这个话多少产业没嘛的，这种人家也觉得很好，对不对？俺们地里家的人，那上次俺嘛，人家那么来就来，越搞过为嘛没做吧？这就是说难干越多。哦，好的，那个有的时候在一样，咱们来拿下那个地瓜油，然后就咱们来有的时候去的就变现的，那种那个有标上了好方面，那都不是那种标榜的对吧？就是说这确实文书，那里金包的对不对？但也不注重我们的，或者话对不对？不是就那叫这样的些嘛。你毛你困小我那来的时候，小嘛你毛你的困就白骨干差别，小我那个大的身上都差别，小嘛标，我们讲那些，就这个 operation 是 minor 很多，也是这边，这边伢的这个俺们看冲干的，哎呦，就是这个南国老回来，他那个身体高头呢，实在一级的。就拿过来看一眼，这里也没有这些，什么有可能没交的包怎么样？现标呢，目前国内的下午目标呢，真的说他这个如果不都还是标的嘛？真的说，哎呀嘛，下午去的，谁干嘛？这种咋办呢？谁干谁啊？对吧？谁干出有然后家呢？现在这种本地青年披露啊，怎么样？夏天的那住的，在我们人在他们皮肤毛皮，本地青年去的，你还让的谁干来？人家不上工嘛，不住啊，后边这种话乱的事，没理这种的本地青年去的，后边别忘了，这种老有人家别到来这边，那不就这种没嘛靠派上来的，可能你吹来的，在家写文的是吧？一切问题，现在到人家被一掐了，呱，那不是，现在没嘛个听啊，这个像我们老朋友表的钱的，我在你比咱来的，你没钱呢，俺都骗你看，那么那张表都没有的，他说找家的么找他找的路。The more you did it, you will move. Then you sound the lulu net. The gombo no shan we jump.
လူတန်းဖြေမသာပြေဝမြေစာအတိုင်းပဲပါကဲမလို့ဘယ်လိုဝမ်းရပါသမိုင်းတစ်လျှောက်လို့ကျွန်တော်နိုင်ငံကမလှဘူးဇိုင်းတခင်ကိုတော့မိုင်းကတော်ရတော်ကမို့တော်သာတော်သူလို့တဲ့ဇိုင်းကြီးရဗျာဒီပညာလုံနေကြပါလေသို့တော်လည်းပဲဒီသဘောမျိုးတက်တဲ့ရိုးတဲ့လူတွေကိုမှနိုင်ကျင့်လိုက်ကြတာ၎င်းမို့အနုချမ်းတွေကြောင့်လူတန်းဖြေမသာဘူးပြေဝမြေစာဖြစ်ရဆရာကြီးကရေးခဲ့တယ်ဒီကနေ့ထိကျွန်တော်ပြန်ကြည့်ရင်ကျွန်တော်နိုင်ငံသမိုင်းဟာလည်းပဲတိုင်းပါပဲအကြီးကြတယ်ဒီလက်ရှိတဲ့ပုဂ္ဂိုလ်ကိုမျှော်ကြတယ်ဒီလက်ရှိတဲ့ပုဂ္ဂိုလ်ကိုတွေ့တော်လည်းပဲဒီလက်ရှိတဲ့ပုဂ္ဂိုလ်ကိုကျွန်တော်တို့ကနေရာပေးဖို့ဖြတ်တဲ့အခြေအနေတွေဖြစ်နေတယ်ဒီလက်တောင်းတဲ့လူမျိုးရှိမြတ်လည်းထောက်ပံ့ခြင်းကိုမေတ္တာရှိရှိအကြောင်းပြု၍ဘဝလူနာရောက်စီတတ်တဲ့ဒီလက်တော်မြတ်ကိုသနာကြည်ပြုပေးတော်မူပါဗျာပထမဒုတိယတတိယဘောဘောဆာသာတစ်ချိန်နဲ့တောင်းတာမဟုတ်ပါဘူးဗျဘောဘောဆာသာနှစ်ချိန်နဲ့တောင်းတာမဟုတ်ပါဘူးဗျလေးလေးဆာသာတောင်းတာပါဗျာသုံးချိန်တောင်းတာပါသူကရှင်းမြင်တော်မူပါဗျာဒီလာတိကုသလေဇမေပတိသာပိတိတိသီလံဒီကဆိုတာကုသိုလ်တရားကိုတည်စေခြင်းကြောင့်ဒီလခေါ်တယ်ဒီကကိုတောင်းနေကြတာပဲအဲ့ဒီဒီလကိုကျွန်တော်တို့စောင့်ကြည့်ပါမယ်လို့ဂတိတွေပေးကြတာပဲသို့တော့ဒီလကမတည်နိုင်ဘူးဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့ကဒီလနဲ့တရားနဲ့ဒီလရှိတဲ့ပုံပုံနဲ့ကျွန်တော်တို့ကအခုကလေးရှာရဖွေရတော့ကျွန်တော်တို့ယဉ်ကျေးမှုအစောစောပြောသလိုအတ္တလင်္ကာရအထာလင်္ကာရအမတန်လုံးလုံးညံ့ညံ့ရှေ့ခရီးကိုဆက်ခဲ့ကြတဲ့လူမျိုးရှင်ဘရင်ကဘာဖြစ်ဖြစ်တိုင်းသူပြည်သားကတော့ကိုလုတ်ကိုလုတ်ပြီးတော့ကိုဝန်စာကိုရှာစားခဲ့ကြတယ်ဘရင်နဲ့မင်းနဲ့ပြည်သူဟာတတ်တတ်စီပဲဘရင်ကရွှေနှန်းစည်းစိမ်ကြီးနဲ့သူတို့အာရိသဝန်တနေနဲ့ကဆင်းတို့တက်ကတိုင်းသာပါကီဝန်မင်းတွေတို့နဲ့တခြားပြည်နှောင်းမှာဆိုလို့နမဝန်ဝဲတွေတော်ဝန်တော်ဝန်ဝဲယူကြတိဒရွှေနှမ်းရွှေကျနှမ်းနဲ့နေခဲ့ကြတယ်လည်းပဲလူထုနဲ့ကျွန်တော်တို့အင်မတန်ဝေးခဲ့ကြတဲ့ခေတ်သမိုင်းတစ်ချက်တရားစပြူခေတ်ကစရည်တွေ့ရင်ကျွန်တော်တို့ရဲ့သမိုင်းဟာနှစ်ပေါင်း2000ရှိပြီ21ရာစုရှိသို့တော့နှစ်ပေါင်း1900လေးပရိသေရဲ့ဓာတ်အောက်မှာနေခဲ့ကြတယ်ကိုမင်းကိုချင်းကိုရှင်ကိုသခင်သာကျွန်တော်တို့ပြောနေတယ်ဘယင်ပါဇက်ကထွက်တာဥပဒေဖြစ်နေတဲ့ကာလဇိုးတွေကိုကျွန်တော်တို့ကြော်ဖြတ်ရတယ်ကျွန်တော်စဉ်းစားတန်းပြည်သားများဆင်းရဲလိုက်ကြတာအဲ့ဒီကနှစ်100ကျော်ကနေချက်ရဲ့လက်အောက်မှာနေရတယ်ဓာတ်အောက်ကောင်းထုတ်ခံတဲ့ဘဝနှစ်ပေါင်း1900နေတဲ့လက်အောက်မှာနှစ်ပေါင်း100ကျော်လွတ်လပ်ရပြီဘယ်တော့မှမကြဘူးနောက်တစ်ခါဆက်လက်တဲ့ပစ္စည်းတွေအပေါ်နှစ်ပေါင်း50လောက်ထိုက်ကြကျွန်တော်တို့ကဘယ်နည်းထိရုံးမဲမထွက်နိုင်ဘူးဒါသမိုင်းကိုအတိအကျကျွန်တော်တို့ပြန်ပြီးလေ့လာရင်ဒီတိုင်းတွေ့ပါလိမ့်မယ်ကျွန်တော်ကဘယ်သူမှထိခိုက်အောင်ပြောတာမဟုတ်ဘူးဉာဏ်စဉ်းစားကြည့်ကြပါအမှန်တန်ဆင်းရဲတာလူထုပါပဲအဲ့ဒီຢာတွေကအနုပညာတွေထုံးကားကြတယ်စာပေကိစ္စကိုယ်စာကိုယ်ကြပြကိုယ်ကိစ္စကိုယ်အလင်္ကာနဲ့ကျွန်တော်တို့နေနိုင်တယ်နိုင်ငံရေးတစ်ခုကြားထဲမှာကျွန်တော်တို့ခန့်ခန့်ထဲတယ်ကျွန်တော်တို့အနုပညာနဲ့နေနိုင်ခြင်းဟာကျွန်တော်တို့အနုပညာဘယ်လောက်ကြီးသလဲလူတို့ကကိုယ့်အကိုယုံထပြီးအနုပညာတွေတိဆောက်ခဲ့ကြတယ်မနေ့တနေ့ရွာရောက်တော့ကျွန်တော်ဖိတ်စာလေးလွန်ခဲ့တဲ့နှစ်40လောက်ကဖိတ်စာလေးကျွန်တော်ကောက်သိမ်းလိုက်သမီးလေးကိုနားပါတယ်မင်္ဂလာဖိတ်စာလေးသမီးကမအောင်ကြီးကိုမြတ်စွာဘုရားပုံကြရမယ်အုံမာတံခင်ပပဝရီနဲ့ပြင်စကလျာဏိမတိယံလို့မို့ဝစီကံတဘာဩဝါလွတ်နေကြောင့်ကောဇာတက္ကရယာတိကုံကျိုထမနဲ့ကတ်တဲ့တဘူတွဲမြတ်14တွင်မန္တလေးရွေးအခြေခံတဲ့ဝိဇ္ဇာနံပြတ်တွင်းက
ထေတံဃာယဟံမြတ်တည်းလို့စွမ်းကတ်ချင်းစဓာတပဝတ္ထုတို့သဟတရွှေလက်ဖြင့်မသွေးမပြည့်ရည်စက်သုံးချတော်မူသောကြောင့်အမလီကောင်းတဲ့စာရင်းဘယ်တဲ့သူကမှစဉ်းစားမဟုတ်ရွာကအဖိုးကြီးဖွားကြီးတွေဉာဏ်နဲ့တက်တဲ့ပုဂ္ဂိုလ်တွေရေးတာအတုပပိဿာလေးလည်းကျွန်တော်သိလာတယ်တတိကျော်သမားတော်များနဲ့ကုသရည်မျောပူဇော်ညောင်ထောက်နံလျက်ငန်းတော့ညောင်လေးထောက်ပါလေဒီမဲ့သာသေးတာငါကလည်းလွတ်ခဲ့ပါတယ်ပေါ့ငှက်လွတ်တနာဝါဒရာခင်သုတ်သွင်းခေါ်စာကလည်းပြစ်ခဲ့ပါသေးမဝမနာမသိဩဒရတိုက်ကျွေးကြတဲ့သူငါကစလွန်ဆမ်းမရသည်မရဏမင်းသူ့လက်တွင်းသူသစိခရာကြရောက်ပါတော့ကြောင့်အနိစ္စကသာဝရရုပ်လုံးပြသည်ဖြစ်၍ကျွင်းကျန်သောကလပရုပ်ချံကိုသုတ်တမသဟာယကစုနဲ့ဇာပနပြုမိဖြစ်ပါ၏ပိဿဖတ်တာကိုသိချင်ဆုံးနာလောက်တော့အခုတော့မဟုတ်တော့ဘူးပိဿအတုပပိဿ ready ပဲသူကစဉ်းနှုတ်လောက်ထားတယ်လိစ္ဆာနေရဒီရဲ့ရှင်မြတ်သားချင်းနေရဒီရဲ့လူအသက် complaint လုပ်ထားတယ်ဘာရင်အောက်ဖြစ်လိုက်ရင်တခါတော့အရှင်တဲ့လူကအသေးစင်းနဲ့ရောက်ဒီတဲ့လူကအပေါ်အမှုထားရတဲ့ရောက်ချင်ရအောင်နော်ယဉ်ကျေးမှုတွေစစ်သုံးသွားပြီရှင်းတော့ဘုန်းကြီးပြန်လေဆိုတော့ဒီတိုင်းမဲ့ကျွန်တော်ဇနီးရွာကိုလိုက်သွားရင်ဒီဆရာတော်ဘုရားရဲ့သီလပိက္ခပညာပူဇော်တဲ့စာရီရတုတွေတည်တတ်တဲ့တမန္တလုံးကမြေချစူနိုင်မှုနိုင်ရလူလှိမ့်စာရီရကောင်းလိုက်တာတော့သာစီခိုင်းလို့တော့မခိုင်းတန်းတန်းမြင်လို့မနေ့တည်းကတော့ကျွန်တော်လိုက်သွားတယ်မင်းသမီးကငိုးနေတယ်အေးရင်တော့ပေါ့အခက်ခဲအလောင်းတော်ထက်ဆွဲအော်ຫນွေဦးရောက်ပြီဖုံရောက်ပြီလေဘယ်နဲ့ဖြစ်ကြလဲဆုံးရကုန်ပြီဒီကျင်းကိုပြောရင်ကျွန်တော်တို့ကပြောမယ်ဆိုအများကြီးရှင်းတော့ရှင်းတယ်ဒါတို့ချင်းတွေ့အိမ်နာကလို့မရဘူးဖိနေမရသဘောမတူဘူးရှင်းနေမယ်လို့ရအရင်လေးဖြစ်နေနေမှာစစ်စုံလေကကုံမှာကလုံးမောင်းကြောင့်ဆောင်းတော့တယ်လေကဥဘလူးမောင်းကြောင့်ဆောင်းတော့တယ်လေကချီမှာစူးလေမောင်းကြောင့်ခေတော့တယ်အိမ်တိုင်းတိုင်းမှာငရိုင်းမောင်းကြောင့်ခြီတော့တယ်တရားကြားမှာဓာတော်မောင်းကြောင့်ထားတော့တယ်အိမ်ကျမ်းပြအသွားမောင်းကြောင့်စီတော့တယ်အိမ်မိုးကောင်နှမ်းကြောင့်မောင်းကြောင့်စိုက်တော့တယ်မဒီဘယ်တော့ဖော်တယ်လို့မသိဘူးလှုပ်ထားလိုက်တာမသက်တာဒီစားစီလာဘူးမလာခြင်းမနဲ့ရှင်ကျမတော့အဖေတို့အမေတို့မောင်နေဖားတွေကဟောတယ်လို့တော့လှုပ်ထားပြီတမတိခိုင်းမှာရှေ့တော့အင်းဝါတို့မြောင်ရမ်းတို့စကိုင်းတို့ဖြစ်တယ်တော့ကဘလုံးအင်းတို့ဘလူးအင်းတို့ရေးရမိုင်းကဆက်သူမှာထားတဲ့တရနဲ့ကြီးတွေနဲ့ကလုံးအင်းရေးအဲ့ကလုံးအင်းကိုစံပါဏဝအင်းခံတဲ့အင်းကလုံးရုပ်နှစ်ရုပ်ရေးပြီးညှက်သွားကလုံးမောင်းကြောင်ဆောင်းတော့တယ်တိုးကြီးတိုးလေးတဲ့ဘလူးနှစ်ကောင်အရုပ်ကိုဒီတိုင်းနဲ့ဆွဲရတယ်ဆွဲပြီးအင်းဂါထာမန္တရာကိုစုပ်ပြာချအဲ့ဒီပြာကိုဒီလိုကုံမှာဘလူးဆောင်းနေအပေါ်မှာကလုံးဆောင်းနေပေါ့ညီမတို့ဒီလိုယုံကြည်ခဲ့ရတဲ့အမလေးအခုဒီကိအင်တာနက်မှာကလေးတက်ပဲရေးလိုက်တာရေးကြောင်းနဲ့ကိစ္စမိုးတွေကရွာလေတွေကတိုက်ရှစ်သူအိမ်ကိုအတက်မှာငွေဝေးကတိုက်ကောင်းလိုက်တာရှင်နေမယ်လို့ရေးလိုက်ရတာတစ်ထော်လောက်ပြည့်တယ်ဆယ်နှစ်ကမှစစ်စုံလေးကလုံးမှာဂလုံးပေါင်းကြောင်စောင့်ရတယ်ဒီကချီမှာဆူလေးပေါင်းကြောင်ခဲတော့လေတို့အောင်မလေးရှင်နေမယ်ဒီကလေးကျော်လာမိုးတွေကရွာလေတွေကတိုက်ရှစ်သူအိမ်ကိုအတက်မှာငွေဝေးကတိုက်ကောင်းလိုက်တာဒါကြောင့်ကျွန်တော်တို့အခုယဉ်ကျေးမှုလို့ပြောတယ်ဆိုရင်စကလုံးတစ်တွေပေါ်လာပါလေ CNN effect Al Jazeera effect CNN တရားမှု Al Jazeera တရားမှုဆိုစကလုံးတွေပေါ်လာတယ် Butterfly effect လက်ပြတရားမှုဆိုစကားတွေပေါ်လာတယ်
ကျွန်တော်တို့မှရှိပြီးသားပဲညာဥမာကဘာပြောလဲစံပါနကူကနမအောင်ကျိုးတယ်အမေရိကန်မှာလည်း butterfly effect လေးပြန်လေးတောင်းချက်ခတ်လိုက်အမေဇုန်တော်ရီယာသစ်ပင်တွေဝမနေဝနေပြူတယ်ပြောချင်တာဆက်ဆက်နေတယ်ဒီလိုခြေနေတွေကိုစကလုံးတွေအများကြီးသုံးလာကြတယ်တချို့ကလည်း high consumption မှာအစစ်ပြန်စားသုံးမှုမှာ fashion ကရှေ့ရောက်လာတယ် global commodity ဆိုခေါ်တဲ့ကမ္ဘာသုံးကုန်ပစ္စည်းတွေကများလာတော့အုံနောက်နဲ့ကျွန်တော်တို့စဉ်းစားလို့မနိုင်တော့ဘာနဲ့စဉ်းစားရလဲဆိုရင်မျက်လုံးနဲ့ဖြတ်နဲ့ကြည့်တဲ့နည်းနဲ့ပဲစဉ်းစားရတယ် visual thinking နဲ့တွားနေရတယ်ဒါကိုကျွန်တော်တို့ innovation လို့ခေါ်တာဖြည်းဖြည်းနဲ့ကျွန်တော်တို့စိုးမိုးမှန်းပြီးစိုးမိုးကျူးကျော်မှန်းပြီးကျူးကျော်လာတဲ့ global commodities ကျွန်တော်တို့သုံးနေရတယ်ဘုရားကျွန်တော်တို့တောက်ရအိုလေးတစ်လုံးရှိရင်ပြီးတယ်ဘုရားတနခါလေးတစ်လုံးလောက်ရှိရင်ပြီးတယ်အခုတော့မဟုတ်တော့ကူလာအစားရောက်လာပြီ cosmetics တွေကအစားရောက်လာပြီစသဖြင့်လူတွေကဘာဖြစ်လာလဲဆိုရင်ကိုယ်တိုင်တန်မှတ်တဲ့လူတွေဖြစ်လာတယ် broadcast yourself လူတိုင်းကတန်မှတ်ရုံဖြစ်လာတယ်ကိုယ့်ရုပ်ကိုကောင်းတဲ့ drama တင်နိုင်ပြီကိုယ့်အကကိုတင်နိုင်ပြီဒါလည်းလည်းတစ်ချင်းဆိုကျွန်တော်တို့ကောင်းတဲ့တင်နိုင်ပြီလူတိုင်းကတန်မှတ်ရုံဖြစ်သွားဒီလိုဖြစ်ကိုရောက်လာတဲ့လူငယ်တွေမှာ2မျိုးပဲရှိတယ်တစ်မျိုးက YouTube သိသလားမသိရင်တော့ဆို YouTube သိသလားသိပါတယ်ရှေ့ထုတ်တယ် YouTube ကိုသိတဲ့လူငယ်နဲ့မသိတဲ့လူငယ်ကွာသွားတယ်မောင်휴먼လို့ခေါ်တဲ့လူလွန်မာသားတွေကောင်းစားမဲ့ခေတ်ရောက်လာတော်တော် intelligence မရတော့ဘူး cyber intelligence သိတဲ့လူငယ်တွေကရှေ့ရောက်လာနိုင်မယ်လို့ပြောနေကြတယ် cyber ဉာဏ်ရှိမှ survive ဖြစ်တော့မယ်ဆိုတဲ့ခေတ်ကိုရောက်လာတယ် The world is flat ကဘာကပြားပြန်တယ်ဘောလုံးဝင်းကြီးတွေဘယ်ကိုယ်ကိုယ်ကိုယ်ပြားပတ်ကြည့်မြင်ရပြီ telecommunication ကအရင်တော့လို့မဟုတ်တော့ဘူးတိတ်ကိုမြန်သွားပြီကျွန်တော်ဗမာပြည်ကအင်တာနက်ဆက်ဝိုင်းကတော့လေလို့ကောင်းဆုံးပြအဲ့ဒီအင်တာနက်ဝိုင်းလေရာကြည့်နေကျွန်တော်တခါတော့တာပါနဲ့ဖြစ်မလားဒီကတိုင်းကိုရှိရတာအင်တာနက်ကတိုင်းဘယ်လိုလုပ်ထားလဲမသိချစ်ဘောဆိုကြတယ်ဝန်တာမှကြံလေး no network error ဆိုတဲ့တက်သွားကြတယ်နော်ဒါမှတော့ကျွန်တော်ကြောင်းပြောလို့ဆုံးတော့ပါဘူးအဲ့ဒီမှာကျွန်တော်တို့ဘာတွေပေါ်လာလဲ crisis နှစ်ခုပေါ်လာတယ် moral crisis အကျင့်တိလချက်တဲ့ identity crisis လူကောင်းအမှတ်ချက်တဲ့လို့သုံးကြတယ်ကိုယ့်ကိုယ်လူဖြစ်ရက်တည်ဖို့ကိုယ့်ကိုယ်လူဖြစ်အများကအသိမှတ်ပြုဖို့အကျက်တဲကြီးကြုံလာတယ် identity crisis နောက်တစ်ခုကတော့ moral crisis ကိုကျင့်တိလ crisis ကျွန်တော်တို့ဒီနှမျိုးကိုတွေ့ရတယ်အဲ့တော့လူတွေဟာရပါနောက်လိုက်နေတယ် fashion နောက်လိုက်နေတယ်ပြောကြတယ်သို့တော်လည်းပဲအရေးကြီးတာလူဟာကိုယ့်ကိုယ်မှတ်မိဖို့ပါပဲလူဟာကိုယ့်ကိုယ်မှတ်မိဖို့လိုတယ်ပြိဿာညမှာစင်ကောင်ထားတယ်တဲ့မှန်ကြီးတစ်ချက်ထောင်ပေးထားတယ်အဲ့ဒီစင်ကတခြားစင်ကောင်ဒီပေါ်ရောက်နေလို့ထင်တယ်ပညာရှင်တွေကဒီတိုင်းနေထောင်ပြီးတော့မှန်ကြီးကိုစင်ကပတ်ပြီးကြည့်တယ်ရှေ့ရောက်ရင်နှမောင်းညှောက်ကြည့်တယ်ခွာချက်ကြည့်တယ်ဟိုထက်ဆင်ရလည်းပြန်လုပ်နေတယ်ဒီကောင်ဘာကောင်လဲလို့ထင်တယ်သို့တော်လက်ချီပြီးကြတယ်ဘယ်တော့ကြာလဲဆိုစင်ကောင်ဟာသူ့ကိုယ်သူမှတ်မိဖို့လက်20ကြာတယ်လူကြတော့တဲ့ဉာဏ်ရသိကောင်းတယ်မဲအေကိုရက်20လောက်အတွင်းမှာသိတယ်ရက်30လောက်အတွင်းမှာအမေအတန်ကိုသိတယ်အမေအရေးရမှုတွေ့တယ်သွားနေတဲ့လူတွေကြားထဲမှာအမေကိုသူသိတယ် intelligence သိကောင်းအမေအတန်နဲ့အမေရုပ်နဲ့တွဲပြီးမှတ်ထားကြတယ်ကလေးလေးကြတယ်
ကျုပ်သားကိုစွန်ချီငှက်ပလီကိုကြွားပါလိမ့်ကျုပ်သားကိုစွန်ချီပါရဲ့တော့ငှက်ပလီကိုကြွားပါလိမ့်အိုးချရဲ့ပါအိုးမရဆိုတော့အပေါ်ကမိုးပြီးဆိုတာအဖက်ကလေးကတည်တယ်အဲ့ဒီတည်ခြင်းတွေရက်20ပဲကြာတယ်အဲ့ဒါကမြန်တယ်သို့တော်လည်းပဲတဲ့လူကကိုမမှတ်မိတဲ့အချိန်ကြီးလာတယ်ဖြစ်လာတယ်လူဟာကိုပဲကြည်ပြန်မိသွားတယ်ဆိုရင်တဲ့အာနာရှိလာတဲ့အချိန်သူ့ကိုမိသွားတာပဲယာရုတိရပြီဆိုရင်သူ့ကိုမိသွားတာပဲလူကြီးစည်းစိမ်ချမ်းသာလာရင်သူ့ဟာသူ့ဘဝသူမိသွားတာပဲတွေးထွေးတဲ့တိုင်းခါတိုင်းနဲ့မတူဘူးလေလူရှင်တော်တွေပြစ်တယ်တထွေးလေးဖြစ်သွားတော့ခါတိုင်းထွေးဆိုထွေးတာထွေးလို့ထွေးတယ်ဟာဘာဖြစ်လို့လဲတိုက်တံပါနေတာလေ